လူတိနေတဲ့အမှန်တရားကိုသိစေချင်ပါတယ်ဒီမှာတမိုင်းကိုဝင်တော့ရှာကြည့်ပြီးတော့ဘယင်တွေနဲ့ဆန္ဒကိုကြည့်ရင်တူးစားစားနဲ့ဆန္ဒတွေတွေ့ရပါတယ်တော်ရဲမှာလက်သမီးနဲ့တွေ့ပြီးယူရည်ဆိုတဲ့ဟာမျိုးကြီးထူးဆန်းဆုံးနဲ့ဆန္ဒကတော့ဘယင်တစ်ပါးရှိပါတယ်တကယ်ဒီနေ့ရှာရှာဘယင်တွေပါသူတို့ကတော့အမွေထားနဲ့တပည့်ရွှေတွေပါနဲ့ဆန္ဒဖုန်းမတူပေမဲ့ကုန်းမိုးတူတော်တွေရှိပါတယ်ဒီဘယင်တစ်ပါးနဲ့ဆန္ဒဖြစ်ပြီးနောက်မှာတင်ချိုင်းတော်တွေမရှိပါဘူးဘယ်မှာမျိုးလဲဆိုတာပြဆွေမှာလည်းမပါပါဘူးနေရဆန်နေဆိုတာပဲရှိပြီးနောက်ဆက်တွဲပူဇော်မှုတွေလုပ်တာလည်းမတမ်းမှမရှိခဲ့ပါဘူးကျွန်တော်တို့သိရတဲ့အနွယ်ထားဘရင်ကြီးနေရဆန္ဒကအရင်ဆုံးပုပ်ပါကိုတွားတယ်တဲတန်းအောက်မှာပေါရံကထူးဆန်းလို့ရှာကြည့်တော့ဖားပူအေးကိုဖားမကထမ်းပြီးအော်နေတာတွေ့ရဲ့တချို့မှတ်တမ်းတွေမှာတော့တရုတ်ပြည်ကအပြန်ကြောက်စင်နေဘက်မှာလို့ရေးထားပါတယ်ဘင်းစရာတွေပုံသားတွေကတော့ဇာရာမတက်လို့နေပြီးတော့အငြင်းပြန်မှာလို့ပြောပါတယ်ဒီတော့ပကန်းကိုပြန်လာရင်တကားဝမှာမိုးစိုးတယောက်ကစောင့်ပြီးတော့ပေါတာဘက်မှာကျွန်းရိုင်းတကောင်တောင်းရက်နေလို့နေနေပြီးပါလို့ပြောပါတယ်ပြည်သူကိုချစ်တဲ့ဘင်းဖြစ်တဲ့အတွက်ကိုယ်တိုင်တွားပြီးနေနေခဲ့ပါတယ်